လူငယ်များရဲ့အထွေးခေါ်စွမ်းအင်နှင့်တက်ကြွမှုကြောဟာနိုင်ငံတနိုင်ငံရဲ့အနာဂတ်အတွက်အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။လူငယ်တွေရဲ့အတန်းနဲ့ပါဝင်မှုဟာလူအဖွဲ့အစည်းရဲ့အပြောင်းအလဲကိုဥဆောင်နိုင်ပါတယ်။နိုဝင်ဘာ19ရက်မှာတော့ကမ္ဘာတော်ဝန်ကကျောင်းသားလှုပ်ရှားမှုများ၏စွမ်းအားကိုအမှတ်ရစေပါတယ်။ဒီနေ့ကိုအဖြစ်ဖြစ်ဆိုင်ရာကျောင်းသားများနှင့် International Students Day လို့သတ်မှတ်ခဲ့ကြပြီး1939ခုနှစ်တွင်ချက်ကိုစလိုဗက်ကီးယားရှိဒီမိုကရေစီအထောက်ရဲရင်စွာစန္ဒပြခဲ့သောကျောင်းသားများကိုနာဇီတွေကနှိမ်နင်းခဲ့ခြင်းကိုဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။ဤနေ့သည်ပညာရေးကိုတန်ဖိုးထားခြင်းတရားမျှတမှုအတွက်ရည်တည်ခြင်းနှင့်လူငယ်များ၏နိုင်ငံရေးဆိုင်ရာပါဝင်မှုတို့ကိုအလေးပေးသည့်နေ့ဖြစ်ပါတယ်။ကျောင်းသားလူငယ်တွေဟာငြိမ်းချမ်းရေးလွတ်လပ်ရေးနဲ့တိုးတက်မှုတို့အတွက်အများအားမီးရှူးတန်ဆောင်ထိနေခဲ့တဲ့ဆိုတာကိုဒီနေ့ကပြက်ပြက်သားသားသတိပေးနေပါတယ်။တင်ရောလူငယ်တဦးအနေနဲ့လူအဖွဲ့အစည်းကိုပုံမကောင်းမွန်အောင်ဘယ်လိုမျိုးအားထုတ်မှုတွေလှုပ်ဆောင်နိုင်မယ်လို့ထင်ပါသလား။မချစ်မပြောပြပေးတဲ့ဦးနော်။